ဆရာမတို့ဒီနေ့မှာတော့ protein synthesis ရဲ့ဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းဖြစ်တဲ့ translation အပိုင်းကိုလေ့လာကြမှာဖြစ်တယ်ဆရာမတို့ရှေ့မှာပထမပိုင်းဖြစ်တဲ့ transcription ပေါ့နော် transcription ကိုဆရာမတို့ဘယ်မှာဖြစ်လဲဆိုတော့ nucleus ထဲမှာဖြစ်တယ်ပြီးတော့ပြင်ဆင်တယ်ပြီးတော့သူတို့က cytoplasm တွေကိုထွက်လာတယ်ပေါ့နော် nucleus ထဲမှာ transcription ဖြစ်တယ်အဲဒီမှာ mature mRNA ကိုထုတ်လုပ်တယ်ပြီးတော့ထုတ်လုပ်ထားတဲ့ mature mRNA ကဆိုလို့ရှိရင်ဒီအပြင်ဘက်ကိုပေါ့နော် nucleus ရဲ့အပြင်ဘက်ကိုထွက်လာပြီးတော့ cytoplasm ထဲမှာဒီ translation ဖြစ်စဉ်ကိုဆက်ပြီးတော့ဖြစ်ပွားတယ်အဲ့ဒီအကြောင်းကျွန်တော်တို့အခုဆက်ပြီးလေ့လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီ protein synthesis ရဲ့အဆင့်နှစ်ဆင့်ပေါ့နော် transcription နဲ့ translation ဒီပုံမှာဆိုအဲ့အဆင့်နှစ်ဆင့်မှာဒုတိယအဆင့် second stage ကကြတော့ဘာလို့ခေါ်လဲဆိုတော့ translation လို့ခေါ်တယ်ပုံသွင်းဘာသာပြန်ပုံဖော်တဲ့အဆင့်ပေါ့နော်အဲ့ဒါကို which occur in the cytoplasm เนาะဒီ cell ထဲမှာဆိုတာ nucleus ထဲမှာ transcription ဖြစ်တယ်ပြီးတဲ့အခါမှာ mature mRNA ကအပြင်ကိုထွက်လာပြီးတော့ဒီအပြင်မှာရှိတဲ့ ribosome နဲ့ RNA နဲ့တွေ့တယ် ribosome နဲ့တွေ့တဲ့အခါမှာ translation လုပ်ငန်းတွေဆက်ဖြစ်တယ်เนาะအဲ့ဒါလေးကိုသိလေ့လာကြမယ်it is the convention ဒါဟာပြောင်းလဲခြင်းဖြစ်ပါတယ် of the sequence of nucleotide เนาะ nucleotide ဆက်တန်းကနေပြီးတော့เนาะ nucleotide ဆက်တန်းလေးတွေကနေပြီးတော့ into a sequence of amino acid ဆက်တန်းကိုပြောင်းလဲတာဖြစ်တယ် in the polypeptide chain polypeptide ဒီကျိုးလေးဘုံလေးပေါ့နော် peptide ဘုံလေးကျွန်တော်တို့ဒီလိုမျိုးဒီမှာအလုံးလေးတွေပေါ့ဒီအလုံးလေးတွေဒီလိုမျိုးဖြစ်မသွားခင်တိကျဖြစ်မသွားခင်တစ်ခုနဲ့တစ်ခုကြားထဲမှာဘုံလေးအလုံးတစ်ခုနဲ့တစ်ခုကြားထဲမှာဘုံလေးတွေနဲ့ချိတ်ဆက်ထားတယ်အဲ့ဘုံလေးကို peptide ဘုံလို့ခေါ်တယ်အဲ့ peptide ဘုံလေးကတစ်လုံးချိတ်ဆက်ပြီးအတိုင်းဖြစ်သွားတဲ့အခါမှာ sequence ဖြစ်သွားတဲ့အခါမှာဆက်တိုင်းဖြစ်သွားတဲ့အခါမှာသူ့ကိုအများကြီးဖြစ်သွားရင် poly လို့ခေါ်တယ်နော်ဘုံလေးတွေကလည်းတစ်လုံးကိုချိတ်တဲ့အခါမှာဘုံလေးတွေကလည်းအရှည်ကြီးဖြစ်သွားတဲ့အခါကျတော့ဒါ polypeptide chain ပေါ့နော် polypeptide ကျိုးလေးပေါ့အဲ့လိုမျိုးဟာလေးတဲမှာရှိတဲ့ amino acid sequence လေးအဖြစ်ကိုပြောင်းလဲသွားတာဖြစ်တယ်เนาะဘယ်ကနေပြီးတော့လဲဆိုတော့ nucleotide ကနေပြီးတော့အဲ့ဒီဖြစ်စဉ်ပေါ့เนาะအဲ့ဒီဖြစ်စဉ်မှာတဲ့ဒါက translation ဆိုတာကthere are two subunits in the ribosome เนาะဆရာတို့ဒီ ribosome ဆိုတဲ့ဒီမှာဒါကြီးက ribosome ပေါ့เนาะ ribosome မှာ unit နှစ်ခုရှိတယ်အစိတ်ပိုင်းနှစ်ခုရှိတယ်အပေါ်က large subunit နဲ့เนาะ small subunit ဆိုပြီးတော့အဲ့တော့ဆရာတို့ရဲ့ဒီအဲ့ဒါ small cell unit ဒီအငယ်တဲ့အပိုင်းလေးထဲမှာ mature RNA is attached ပေါ့နော်ဒီအပိုင်းငယ်လေးမှာပဲဒီကနေထွက်လာတဲ့ mature RNA ကသွားပြီးတွေ့ခဲ့တာအဲ့တော့ translation လုပ်ငန်းစဉ်မှာဆရာတို့RNA 3မျိုးဟုတ်ပြီနော် RNA 3မျိုးအလုပ်လုပ်တယ်အဲ့တော့ဒီကနေထွက်လာတဲ့mRNA လို့ခေါ်တဲ့ messenger RNA ဇက်သား RNA တခုရှိမယ်ပြီးတော့ဒီမှာ ribosomal RNA လို့ခေါ်တဲ့ဒီ subunit နှစ်ခုရှိ ribosomal RNA ရှိမယ်နှစ်ခုရှိသွားရင်เนาะပြီးလို့ရှိရင်ဒီမှာလာပြီးတော့ချိတ်ဆက်ပြီးတော့ဒီမှာ nucleo ဒီမှာ amino acid လေးတွေတည်လာပြီးတော့လာပြီးတော့ဒီမှာချိတ်ဆက်တဲ့ tRNA ဆိုတဲ့ဟာလေးတွေရှိမယ်ဆိုတော့ RNA အမျိုးအစား3မျိုးနဲ့ translation လုပ်တာဖြစ်တယ်เนาะအဲ့တော့ဒီပုံလေးမှာဆိုရင်သိတာတယ်အဲ့တော့ဆက်ပြီးလေ့လာမယ်ဆိုတော့ there are 3 binding sites for tRNA အဲ့ဒီ tRNA တစ်ခုစီမှာ binding site ဆိုတွဲဆက်ပြီးတဲ့ site ပေါ့သူ့ရဲ့ဘက်3ဘက်ရှိတယ်ပေါ့နော် on the last subunits of ribosome เนาะ live 3 binding site ဆိုတော့လာပြီးတော့တွဲဆက်တဲ့နေရာပေါ့နော် set ပို့နေရာလေး3နေရာရှိတယ်ဘယ်နေရာမှာလဲဆိုတော့ခုနက love set unit ပေါ့နော် unit နှစ်ခုရှိတဲ့အထဲမှာ small set unit မှာကျတော့ mRNA ကတွဲခဲ့တယ် love set unit မှာကျတော့ binding site နေရာ3နေရာရှိတယ် A site ရယ် B site ရယ် E site ရယ်ဆိုပြီးတော့3နေရာရှိတယ်ဟုတ်ပြီနော်အဲ့တော့ each tRNA ဒီ tRNA လေးတစ်ခုစီဒီမှာလာပြီးတော့တွဲဆက်တဲ့ tRNA လေးတစ်ခုစီอ่ะဆိုလို့ရှိရင် carry သယ်လာတယ် specific amino acids teacher amino acid တစ်ခုစီဘာဖြစ်လို့ specific လို့ခေါ်လဲဆိုတော့တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်သူတို့ကုတ်လုပ်ထားတဲ့เนาะသူတို့ကုတ်လုပ်ထားတဲ့သယ်ဆောင်လာတဲ့ amino acid တစ်လုံးနဲ့တစ်လုံးမတူဘူးသူတို့ကုတ်လုပ်ထားတဲ့ amino acid ကိုပဲသူတို့သယ်လာတာဖြစ်တယ် at a time at its acceptor stem သူ့ကိုလက်ခံပြီးရဒီ stem ပေါ့နော်ဒီရိုးတံပေါ့ပါ amino acid လေးတစ်လုံးကိုသယ်လာတယ်အဲ့ amino acid ဒီမှာရှိတဲ့ဒီမှာသူတို့ anticodon ပေါ်မှာရှိတဲ့ကုတ်လုပ်ထားတဲ့ဟာနဲ့ဆိုင်တဲ့ amino acid ကလေးကိုပဲသယ်လာတယ်တစ်ချိန်မှာတစ်လုံးပဲသယ်လာတာတစ်ချိန်မှာတစ်လုံးသယ်ပြီးတစ်ခါဒီပေါ်မှာလာပြီးတော့ဆက်သွယ်ချိတ်ဆက်တယ်ပေါ့နော် opposite to the acceptor stem is the anticodon ဒီ acceptor stem လေးရဲ့เนาะဒီဘက်တစ်ချမ်းမှာဆိုရင် anticodon လို့ခေါ်တယ်เนาะဘာဖြစ်လို့ anticodon လဲဆိုတဲ့အခါကျတော့သူက codon နဲ့တွားပြီးတော့ဒီ mRNA ရဲ့ codon နဲ့တွားပြီးတော့ချိတ်ဆက်မှာ codon ရဲ့ဆန့်ကျင်ဘက်မလို့ anticodon ဥပမာ AUG ဆိုရင် UAC နဲ့တွားပြီးတော့ချိတ်ဆက်မယ်သူ့ကို anticodon လို့ခေါ်မှာပေါ့နော်
which connect to the specific codon on the mRNA ဟုတ်ပြီနော် mRNA ပေါ်မှာရှိတဲ့တီးချက် codon နဲ့တွားပြီးတော့ချိတ်ဆက်မယ်သူ့ရဲ့ matching ဖြစ်မဲ့ကောင်ပေါ့သူ့ရဲ့ complementary ဖြစ်မဲ့ကောင်ပေါ့ဒီကောင်ကိုအဲ့ဒီ codon ကိုခေါ်တာပေါ့နော်ဆိုတော့ဆက်ပြီးတော့လေ့လာကြမယ်ပေါ့ဒီပုံလေးမှာဆိုလို့ရှိရင်ဒီ tRNA ရဲ့ 2 dimensional ပုံလေးပေါ့နော်ဒီပုံလေးဒီဘက်ပုံလေးကကျတော့3 dimensional ပုံလေးပေါ့နော် 3D shape ပုံစံလေးပေါ့နော်ဒီဘက်မှာ amino codon ရှိမယ်ဒီဘက်မှာ amino acid ရှိမယ်ဟုတ်ပြီနော်အဲ့တော့စပြီးတော့ဒီလောက်ဆောင်တဲ့ဆောင်ရွက်တဲ့เนาะ translation ကိုစပြီးတော့ initiation အပိုင်းရှိမယ် elongation အပိုင်းရှိမယ်ကျမတို့ termination အပိုင်းရှိမယ်၃ပိုင်းပေါ့เนาะအဲ့ဒီ၃ပိုင်းမှာပထမဦးဆုံးစတဲ့ initiation ပိုင်းကိုစပြီးတော့လေ့လာရမယ်ဆိုရင် initiation phase မှာဆိုရင် all the translation components come together translation နဲ့ပတ်သက်တဲ့ဒီ component လေးပေါ့เนาะပစ္စည်းအားလေးတွေပေါ့သူနဲ့ပါဝင်တဲ့ဟာလေးအတူတူเนาะစုဝေးပြီးတော့ရောက်ရှိလာတာပေါ့เนาะအတူတူစုဝေးလာတယ် small ribosomal subunit ဟာ attached to the mRNA near the stop codon AUG เนาะဒီ stop codon လို့ခေါ်တဲ့ဆက်စဦးဆုံးเนาะ AUG ဆိုတဲ့ codon เนาะဒီ codon လေးနဲ့ဒီ small ribosomal subunit က attached လုပ်မယ်ဟုတ်ပြီเนาะပြီးလို့ရှိရင်ဒီ mRNA near the stop codon AUG ဒီမှာသွားပြီးတော့ attach တွဲကပ်ပြီးတော့လာမယ်ပေါ့เนาะthe first tRNA ပထမဦးဆုံးသူ့ကိုလာပြီးတော့เนาะချိတ်ဆက်မယ်ဘိုင်းလုံးမဲ့ပထမဦးဆုံး tRNA လေးဒါလေးပေါ့เนาะ tRNA လေးဟာဆိုလို့ရှိရင် that bind to the codon is the initiator tRNA ဟုတ်ပြီเนาะဒါ initiator tRNA ပေါ့ which is UAC သူကဘာကိုတည်ဆောင်လာလဲဆိုတော့ UAC ကိုတည်ဆောင်လာတယ် UAC ဆိုတဲ့ anticodon လေးကိုတည်ဆောင်လာတယ်တည်ဆောင်လာပြီးတော့ with join with the AUG codon of mRNA ဒီအောက်မှာရှိ mRNA ပေါ်မှာရှိတဲ့ AUG codon ကိုသူကလာပြီးတော့ join လုပ်တာเนาะသူနဲ့သူနဲ့က complementary ပေါ့เนาะအဖြစ်ပဲဖြစ်တယ်ပြီးတော့သူ့ကိုကုတ်လုပ်ထားတာဘာလဲဆိုတော့ပထမဦးဆုံးစင်မတို့ amino acid က methionine လေ MET ဆိုတဲ့ methionine ကိုတည်ဆောင်လာတဲ့ဒါပထမဦးဆုံးဒါ tRNA လေးပေါ့ဒီမှာလာပြီးချိတ်ဆက်တာပြီးတော့မှတစ်ခုပြီးတစ်ခုကျန်တဲ့ကောင်လာပေါ့နော် then အဲ့ဒီနောက်မှာ the large ribosomal subunit join to form the active ribosome เนาะဒီ ribosome small unit ကြီးကနေအရင်လာပြီးတော့မှနောက်တော့မှဒီမှာလာချိတ်ပြီးဆိုတော့နောက်ကနေ large unit ကြီးကနေလာ join မယ် large unit မှာ site 3 site ရှိတယ်အဲ့3 site ရဲ့ဘယ် site မှာသွားပြီးဒီကောင်လေးကရောက်နေမလဲဆိုတော့ P site မှာလာပြီးတော့ဒီ methionine ကိုamino acid ကိုတည်ဆောင်ထားတဲ့ဒီ tRNA လေးကိုသူက P site မှာလာပြီးတော့ဝင်လာမယ်ပေါ့နော်အဲ့တော့ဒီပုံလေးမှာဆိုရင် small ribosomal subunit ဘိုင်းဒီမှာเนาะ mRNA လေးကိုဆက်သွယ်ထားတဲ့ initiator tRNA လေးကanicodon UAC ကိုတည်ဆောင်ပြီးတော့ anicodon UAC နဲ့အတူဘာကိုသွားပြီးတော့ချိတ်ဆက်လဲဆိုတော့ codon AUG mRNA ပေါ်မှာရှိ AUG codon ကချိတ်ဆက်တဲ့ပုံလေးအဲ့ဒီမှာကျတော့အပေါ်ကနေပြီးတော့ last set unit ကြီးလာပြီးတော့အုပ်လိုက်မယ်ချိတ်လိုက်ပြီးတော့ဒီခုနကတော့MED ဆိုရဲ methionine လေးပါတဲ့ဒီ tRNA လေးကသူ့ရဲ့ P site ကိုဝင်သွားမယ်ပေါ့နော်ပြီးတော့ဒီမှာ ready လုပ် A site က ready ဖြစ်နေမယ် for the next tRNA နောက်တစ်ခုဒါမျိုးနောက်တစ်ခုလာဖို့အတွက်ဒီနေရာလေးကနေရာလေးခြံထားတာပေါ့နော်ဒီနေရာလေးမှာနောက်တစ်ခုလာ site နော်အဲ့လိုမျိုးလေးဖော်ပြထားတာကိုတွေ့ရမယ်ကဲနောက်တစ်ပိုင်းပေါ့နော် initiation ဆိုတာစတင်တဲ့အပိုင်းပြီးတော့ elongation ရှေ့ထွက်တဲ့အပိုင်းเนาะဘယ်လိုလေးတွေရှိလာလဲဘာလေးတွေရှိလာလဲဆိုတော့ polypeptide began longer polypeptide ခုနကပြော peptide bond လေးတွေကတစ်ခုပြီးတစ်ခုချိတ်ဆက်တာဒါပထမဆုံးဟာချိတ်ဆက်တယ်ပေါ့နော်ပြီးလဲပြီးတော့ဒီမှာနောက်တစ်နေရာမှာဒီ A site မှာနောက်တစ်ခု tRNA တစ်ခုချိတ်ဆက်တယ်နောက်ထပ် amino acid တစ်လုံးသေးလာနောက်တစ်ခုလာချိတ်ဆက်တဲ့အခါမှာဒီ amino acid နှလုံးဟာဆိုရင် peptide bond လေးပေါ်လာတယ်ပေါ့နော်ပေါ်လာ peptide bond နဲ့ချိတ်ဆက်ပြီးတဲ့အခါမှာဒီဘက်မှာရှိတဲ့ strand ကြီးကပြုတ်သွားတယ်เนาะပြုတ်သွားပြီးတော့ E site ကနေတစ်ဆင့်အပြင်ကို axis ထွက်သွားတယ်ပေါ့နော်ဒီလိုမျိုးဖြစ်တယ်အဲ့လိုနည်းနဲ့တစ်လုံးပြီးတစ်လုံးလာဆိုင်တယ်ဒီ ribosome ကြီးကလည်းတစ်ဖြည်းဖြည်းရှေ့ကိုဒီမှာမြားနဲ့အတူရွေ့လာတစ်ခုပြီးတစ်ခုရှေ့ကိုရွေ့လာတယ်ဒီကလည်းE site ကနေတစ်ခုပြီးတစ်ခုအပြင်ကိုကြွေကျသွားတယ်ဒီမှာဘာကြီးပဲကြံခဲ့လဲဆိုတော့စက်တန်းကြီးပေါ့နော်ဒီ amino acid စက်တန်းအကြီးကြီးเนาะအရှိကြီးဖြစ်ပြီးတော့ကြံခဲ့ဒါဟော elongation ဘိုင်းလို့ခေါ်တယ်เนาะအဲ့တော့ polypeptide began longer polypeptide ကြီးကလည်းရှည်လာတယ် adding one amino acid at a time တစ်ချိန်မှာ amino acid တစ်လုံးဆက်ချင်းအပြင်ဒီ polypeptide bond ကလည်းရှည်လာတယ်ပေါ့နော် during elongation ဒီ elongation ချိန်တော့တွင်မှာ a cycle of four steps is rapidly repeated ပေါ့နော်ဒီအဆင့်၄ဆင့်ဟာတစ်ခါတလေလေခက်မြန်ဖြစ်သွားတယ်ပေါ့နော်ဒီအဆင့်ထဲမှာပထမဦးဆုံးဘာဖြစ်လဲဆိုတော့ tRNA which an attached polypeptide is in the P site နောက်ပထမဦးဆုံးဒီမှာပထမဦးဆုံး
ဒီ tRNA ကဒီမှာ B site မှာလာပြီးတော့ချိတ်ဆက်လိုက်တယ်အဲ့ဒီနေရာမှာ peptide bond လေးကိုဖွဲ့စည်းတယ်နောက်တစ်လုံးနဲ့ချိတ်ဖို့အတွက်เนาะ peptide bond လေး is found and tRNA carry the next amino acid enter the A site နောက်ထပ် tRNA တခုက A site ကိုလာပြီးတော့နောက်ထပ် amino acid လေးကိုတည်လာတယ်เนาะနောက်ပြီးတော့တစ်ခါထပ်ပြီးတော့ polypeptide chain is transferred ဒီ polypeptide chain လေးကကူးပြောင်းသွားတယ် amino acids of the tRNA in the A site ဒီ A site မှာပေါ်လာတဲ့ amino acid ပေါ်ကိုဒီ bond လေးကနေပြီးတော့ဒီပေါ်မှာမရှိတော့ဘဲနဲ့swat ဆိုဒီနေရာမှာသွားပြီးတော့သူ့နဲ့သွားချိတ်လိုက်တယ်ဒီမှာသူ့နဲ့သွားချိတ်လိုက်တယ်ချိတ်ပြီးတော့သူ့မှာသူ့နဲ့ချိတ်ပြီးတာနဲ့သူ့မှာကျွတ်သွားတယ်ပေါ့နော်သူ့မှာမရှိတော့သူ့မှာခေါင်းပြုတ်သွားတယ်ဆိုတော့သူကexist ထွက်သွားတယ်ပေါ့နော်အပြင်ထွက်သွားတယ်ဒီလိုနည်းနဲ့စင်ငယ်ခက်မြန်လုပ်ပါပေါ့နော်နောက်ပိုင်းမှာလည်းကျွန်တော်တို့ animation video လေးနဲ့ကြည့်မယ်ပေါ့နော်ဒီလိုနည်းနဲ့တစ်လုံးပြီးတစ်လုံးဒီမှာ A site မှာလာဆိုင်မယ်ပြီးတော့ ribosome ဒီ ribosome ကြီးအရှိကိုရွေ့သွားမယ်ဒီကောင်လေးနဲ့ဒီမှာရှိတဲ့ amino acid အချင်းချင်း peptide bond လေးနဲ့ချိတ်ဆက်နေတဖြည်းဖြည်းနဲ့တစ်လုံးချိတ်တော့ polypeptide ဖြစ်လာတယ်ရှေးဖြစ်လာတယ်ပြီးတော့ဒီမှာချိတ်ပြီးတာနဲ့ဒီမှာကျွတ်သွားမယ်ဒီမှာမပါတော့ဘူး polypeptide မရှိတော့သူကဓာတ်ပြေသွားတော့ A site က E site ကနေတဆင့်သူကအပြင်ကိုထွက်သွားတခုကျွေထွက်သွားမယ်အဲ့ဒီနေရာကစတန်းရှေးဖြစ်လာမယ်ပေါ့နော်So this made the polypeptide chain one amino acids longer than before ငကိုတဲ့တစ်လုံးပြီးတစ်လုံးချိတ်တာနဲ့ညာငကိုတဲ့ပို့ပြီးတော့ရှည်လာမယ်ပေါ့နော်ဒီစက်တန်းကြီးကเนาะဒီအလုံးကြီးကပလဲပလဲကြီးကိုပဲရှည်လာမယ် less နောက်ဆုံးမှာတော့ဒီ mRNA move forward mRNA ကလည်းအရှိကိုသွားမယ် by one codon တစ်ခုစာပြီးလို့ရှေ့ကိုရောက်သွားမယ်ပေါ့နော် and the polypeptide bearing tRNA polypeptide tRNA ကိုခံဆောင်ထားတဲ့ polypeptide ကလည်းပဲ is now at the ribosome P site ကိုရောက်သွားမယ်ပေါ့နော်ဒီဘက်တစ်ခုဝင်လာတဲ့တစ်ခုကဒီ P site ကိုရွှေ့မယ်ပြီးတော့ E site ကိုရွှေ့ပြီးတော့အပြင်ကိုထွက်သွားမယ်ပေါ့နော်အဲ့လိုနည်းနဲ့သွားမှာthe unchar tRNA axis ပေါ့နော်ခုနကကျွန်မပြောတဲ့ unchar ဆိုတော့အစွမ်းမရှိတော့တဲ့ပြောမယ်ဆိုရင်ဒီမှာခေါင်းပြုတ်သွားဒီ amino acid လေးမရှိတော့တဲ့ tRNA ခေါင်းပြုတ်ကြီးကexit ဖြစ်သွားတယ်ထွက်သွားတယ်ပေါ့နော်ဒီ E site ကနေအပြင်ကိုထွက်သွားတယ် new codon is at the A site နောက်ထပ်အသစ်ဝင်လာတဲ့ A site ကိုအသစ်ဝင်လာတဲ့ I can receive the next complementary tRNA နောက်ထပ်เนาะ complementary ဖြစ်တဲ့ဒီအောက်ကmRNA နဲ့ complementary ဖြစ်တဲ့ tRNA လေးဟာဆိုရင် carry the next amino acids of their polypeptide နောက်ထပ် amino acids လေးပေါ့เนาะဒီ polypeptide bond ရဲ့နောက်ထပ် amino acid လေးကိုတည်လာဒီနည်းအားဖြင့်ဒီကိုဝင်လာတယ်ဟုတ်ပြီနော်ပြီးတော့ဒီမှာရှိတယ်ငကိုရှိပြီးသားဟာနဲ့ချိတ်ဆက်တယ်ဒီနေရာကနေဒီနေရာကိုရောက်သွားတယ်ပြီးတော့ချိတ်ဆက်ပြီးတဲ့အခါမှာမရှိတော့ polypeptide bond မပါတော့ဘူးတက်ပြေသွားပြီး answer ဖြစ်သွားပြီဆိုရင် E site ကနေတစ်ဆင့်အပြင်ကိုထွက်သွားတယ်ဒီနည်းအားဖြင့်ဆက်ပြီးတော့သွားတာဖြစ်တယ်အဲ့တော့နောက်ဆုံးပိုင်းဖြစ်တဲ့ termination ပိုင်းပေါ့နော် termination ဆိုတာဘာလို့တာလဲဆိုတော့ termination ဆိုတာအဆုံးသတ်ပိုင်းเนาะ the termination phase began when the stop codon ကျွန်တော်တို့နောက်ဆုံးရက်သွားတဲ့ codon ပေါ့နော် start codon ရှိရယ် stop codon ရှိဟုတ်တယ်เนาะအဲ့တော့တွိုင်းနဲ့ stop codon နေရာရောက်သွားပြီပေါ့နော် mRNA ပေါ်မှာရှိရယ် stop codon နေရာရောက်သွားတဲ့အခါမှာ termination ပိုင်းစပြီးတော့ရောက်ရှိတာဖြစ်ပါတယ်ပေါ့နော်အဆုံးသတ်ပိုင်းရောက်သွားပြီပေါ့နော် the polypeptide and the components of translation machinery ဒီ translation လို့ပြောတဲ့ဒီကူးယူပုံဖော်တဲ့ဒီရန်နေရာကြီးပေါ့ကွယ်ဒီလုပ်ငန်းရန်နေရာကြီးပေါ့အဲ့လိုလုပ်ငန်းရန်နေရာကြီးမှာပါဝင်တဲ့ component လေးပါဝင်ပစ္စည်းလေးတွေဟာဆိုလို့ရှိရင်เนาะဒီ polypeptide ကြီးနဲ့ဒီပါဝင်ပစ္စည်းလေးတွေဟာဆိုလို့ရှိရင် separate တက်စီဖြစ်သွားတယ်ဒီကြိုးကြီးက polypeptide ကြီးကတက်ဒီမှာရှိတဲ့ဒီ ribosome ကိုဒီမှာပါဝင်ပစ္စည်းလေးတွေတက်စီဖြစ်သွားမယ်ပေါ့နော်a protein called the relief factor လို့ခေါ်တဲ့ protein ဟာပေါ့နော် cleaves ဆိုတော့ cut လောက်တာပြတ်ထွက်သွားတယ်ပေါ့နော်ဒီကြိုးကတက်ပြတ်ထွက်သွားတယ် the polypeptide from the last tRNA နောက်ဆုံး tRNA ကနေပြီးတော့ပြတ်ထွက်သွားတယ်တီးသန့်ဖြစ်သွားတယ်ပေါ့နော်ဂျိုးတန်းရှည်ဖြစ်သွားတယ်အဲ့တော့ကျမတို့နားလီနော်အဲ့ဒီကနေဒီလိုမျိုးပြတ်ထွက်သွားပါတယ်တဲ့ဟုတ်ပြီနော်ဆိုတော့ကဲ polypeptide is relief အဲ့ဒီမှာ polypeptide ပုံဒီမှာနော်ဒီကနေပြီးတော့ပြတ်ထွက်သွား relief factor ဆိုဒီမှာသူ့မှာဆက်လက်ပြီးတော့လှုပ်ဆောင်တဲ့ဟာလေးတွေကတစားစီတက်စီဖြစ်သွားပြီးတော့ဒါကြီးကတီးသန့် polypeptide ကြီးကတီးသန့်ဖြစ်သွားပြီးတော့ where eventually fold တဖြည်းဖြည်းနဲ့သူကခွေခောက်ပြီးတော့เนาะ into it three-dimensional shape as a protein เนาะ 3D shape ပုံစံ protein ဖြစ်နေခွေခောက်လိုက်တယ်ခွေခောက်သွားတယ်နောက်တစ်ခါ ready to carry out its cellular activity เนาะသူ့ရဲ့ cell နဲ့ဆိုင်တဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့ ready ဖြစ်သွားတယ်သက်ဆိုင်ရာခုနကတော့ဒီမှာဒီဒါလေးတွေပေါ့နော်ပစ္စည်းရာလေး component လေးတွေဒါလေးတွေကတစားစီတက်စီဖြစ်သွားပြီးတော့ပြုတ်ကျသွားတယ်ပေါ့နော်ဖြစ်စဉ်တစ်ခုဒီမှာ protein ထုတ်လုပ်တဲ့ဖြစ်စဉ်တစ်ခုပြီးသွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးပါဟုတ်ပါပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီ animation video လေးကိုခဏလောက်ကြည့်ကြမယ်ပေါ့နော်
ဟုတ်ပြီနော်ဆရာမတို့ဟုတ်အစနေပြန်ပြီးတော့ကြည့်ကြရအောင်ပေါ့နော် protein synthesis ကိုဒီ translation နှစ်ခုပေါ့နှစ်ဆင့်ပါပါ translation အပိုင်းကနေစပြီးတော့ပြန်ပြီးတော့ကြည့်ကြမယ်အဲ့တော့အခုဆရာမတို့ကြည့်ရမယ့် animation လေးကဘာကိုလောက်တာလဲဆိုတော့ဒီmRNA လေးကိုထုတ်လုပ်တဲ့အပိုင်းကနေစပြီးတော့ကြည့်ကြမယ်ပေါ့နော်အရင်ဆုံးဆရာမတို့ဒီမှာ DNA ကနေပြီးတော့ zip ဖွင့်လိုက်မယ် unzipping ဖြစ်သွားမယ်ပြီးလို့ရှိရင်ဘာလေးထုတ်လုပ်လဲဆိုတော့ဒီ mRNA ခုန template ကနေပြီးတော့เนาะဒီဖွင့်သွားတဲ့နှစ်ခုကနေပြီးတော့ဒီ uncode လုပ်ထားတဲ့ template ပေါ့เนาะဒီ template အမြင်ကနေပြီးတော့ strand ကိုမှသူ့ရဲ့ဒီ component complementary လေးတွေနဲ့ချိတ်ဆက်ပြီးတော့ mRNA ဆိုပြီးတော့ဒီ messenger RNA လေးထုတ်လုပ်တဲ့အပိုင်းလေးပေါ့เนาะတစ်ချက်ကြည့်မယ် messenger RNA ထုတ်လုပ်တဲ့translation လို့ခေါ်မယ်ဟုတ်เนาะဒီအပိုင်းအဲ့တော့ဒီ translation လေး messenger RNA ရသွားပြီအဲ့ဒီမှာကျမတို့ခုနဆရာမတို့အရှေ့ကလေ့လာခဲ့တယ်မလိုအပ်တဲ့အပိုင်းလေးတွေဖြတ်ထုတ်တယ်လို့ကုတ်တင်အန်ကုတ်တဲ့ပိုင်းတွေဖြတ်ထုတ်တယ်ကုတ်တင်ပိုင်းလေးတွေကိုချိတ်ဆက်တယ်ဟုတ်ပြီနော်အဲထိပ်မှာအုတ်ထုပ်တွေဝတ်တယ်ဖက်တွေစီးတယ်ပေါ့နော်ဟိုဘက်ထိပ်အုပ်ပြီးဒီဘက်ထိပ်အုပ်တွေတက်ဆင်တယ်ပေါ့အားလုံးပြီးတဲ့အခါမှာဒီစိုက်တိုပလာဇန်တွေကိုထွက်တယ်လို့မှပြောခဲ့တယ်ဟုတ်အဲ့ဒါလေးကိုသူပြောနေတာပေါ့နော်အဲ့တော့ nucleus တွေကနေcytoplasm တွေကိုထွက်လာပြီပေါ့နော်ထွက်လာတော့ဒါဒုတိယအဆင့်ဖြစ်တဲ့ translation ကိုဆောင်ရွက်တော့မယ်ဟုတ်နော်အဲ့ဒီမှာ ribosome နော် ribosome နဲ့ဒီ small ဒီမှာ tRNA လေးနော်อืมဒါလေးက tRNA လေးနော် amino acid လေး amino acid က20 different type ရှိရနော်ဟုတ်ပြီ UCA ဒါပထမအဆုံးဒီလိုမျိုးလေးတစ်ခုတစ်ခုချိတ်ဆက်တယ်အဲ့တော့ဒီမှာ amino acid လေးတွေတစ်ခုပြီးတစ်ခုချိတ်ဆက်တယ်အဲ့နှစ်ခုခြားထဲမှာရှိရ bond peptide bond လေးတွေနဲ့ချိတ်ဆက်ပြီးတော့ဒီလိုမျိုးလေးပေါ့နော်ဒီမှာ exit ဖြစ်သွားမယ်ပေါ့နော်အေးရှေ့ရှေ့ထွက်လာဟုတ်ပြီပြီးသွားတဲ့အခါမှာ 3D shape 3D shape ဖြစ်နေ protein ဖွဲ့စည်းရေးပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဒီ protein ဟာဆိုလို့ချင်းကျမတို့ဒါ functional လုပ်ဖို့အတွက်အလုပ်လုပ်ဖို့အတွက်ဒါအဆင်သင့်ဖြစ်နေပြီပေါ့နော် 3D shape protein တွေဖွဲ့စည်းရဲပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ကျမတို့နောက်ထပ်ချိန်မှာစရင်တော့ some techniques in molecular biology ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့လေ့လာကြမှာဖြစ်တယ်အခုဒီမှာပဲရပ်လိုက်ပါမယ်လေ့လာသူအားလုံးအဆင်ပြေကြပါစေ